ဝဟာအခုဝေးမှာပြောင်းမဲ့အရာပါဆွဲလန်းခြင်းတွေကတည်ငါခဏပါမောစရာအေးချမ်းခြင်းကဘဝမှာအဓိကပန်းကလေးလိုပဲပေါ့ဘဝဟာတနေ့တော့ချွေလွင်မဲ့အရာပါဖန်ဆုံးမရနိုင်တဲ့ရေပလေးပမာအကူမှာတွေးပြီးစိတ်ပူနေနေမမြဲတဲ့လောကကြီးမှာခဏသာပြောင်းကွယ်သွားမယ်အရာတွေပဲတဲ့ငါအလုံးခဏပါပဲဖြစ်ပြီးရင်ပြတ်မဲ့တရားလေးနားလေထားရင်အလုံးအစင်ပြေမယ်အနတ္တမတိမြဲတဲ့အရာပါဆွဲလန်းခြင်းတွေကတည်ငါခဏပါမောစရာအေးချမ်းခြင်းကဘဝမှာအဓိကပန်းကလေးလိုပဲပေါ့ဘဝဟာတနေ့တော့ချွေလွင်မဲ့အရာပါဖန်ဆုံးမရနိုင်တဲ့ရေပွက်လေးမှာဘာကိုမှတွေးပြီးစိတ်ပူမနေနဲ့မမြဲတဲ့လောကကြီးမှာခဏသာပြောင်းကွယ်သွားမယ်အရာတွေပဲတဲ့ငါအလုံးခဏပါပဲဖြစ်ပြီးရင်ပြတ်မဲ့တရားလေးနားလေထားရင်မင်းဘဝပျော်ရွှင်မယ်ဘာကိုမှတွေးပြီးစိတ်ပူမနေနဲ့မမြဲတဲ့လောကကြီးမှာခဏသာပြောက်ကွယ်သွားမယ်အရာတွေပဲတဲ့ငါအလုံးခဏပါပဲ